ခောက်ဆွဲပြုတ်ထားတာလေးကိုပင်ငံပြရေးအကြည့်တစ်စွန်းအနောက်စွန်းတစ်ဝက်ဆအနည်းငယ်ထည့်ပြီးနေထားပါတယ်။ကြက်သားလေးပြုတ်ပြီးတော့ကြော်ထားပါတယ်။ကြက်ဥလေးကိုကြော်ပြီးလှီးထားပါတယ်။ဖီပွင့်မလာဥနီလေးအစင်တင်လှီးထားပါမယ်။ပြီးရင်ကြက်သွန်ဖြူလေးကိုဓာပြရိုက်ထားပါမယ်။စီနည်းနဲ့ထည့်ပြီးတော့ကြက်သွန်ဖြူလေးကိုစီတက်ပါမယ်။ကြက်သွန်ဖြူလေးမွှေးလာပြီဆိုတာနဲ့ခုနလှီးထားတဲ့ကော်ဖီပွင့်လေးနဲ့မလာဥနီလေးကိုအရင်စီတက်ပါမယ်ကော်ဖီပွင့်မကြက်တကြက်ဖြစ်လာတာနဲ့ခုနကြော်ထားတဲ့ကြက်သားလေးတွေကိုထည့်ပါမယ်ကြက်ပြီဆိုတာနဲ့ခောက်ဆွဲပြုတ်ထားတာလေးကိုထည့်ပါမယ်ပြီးလို့ရှိရင်နှက်အောင်မှွေပေးပါမယ်ခောက်ဆွဲနံလေးမှွေးလာပြီဆိုတာနဲ့ကြက်ဥလေးကိုထည့်ပါမယ်ကြက်ဥကြော်ကိုထည့်ပါမယ်အပေါ့အငံလေးမြည်ကြည့်ပြီးတော့စားနေနဲ့ထည့်လိုက်ပါတယ်ပြီးလို့ရှိရင်ကျမငရုတ်ကောက်မှုလေးထည့်ပါတယ်ခောက်ဆွဲကြော်အနက်မွှေးလေးနဲ့စားဖို့အဆင်သင့်ဖြစ်ပါပြီရှင်တောက်ဆောင်ကြပါအောင်ရှင်